Okay အားလုံးပဲမြင်လာပါဗျအဲ့တော့အင်္ဂါနေ့မှာကျွန်တော်3နှစ်ဆိုပြီးတော့ထွက်ခဲ့တယ်အဲ့ဒီ3နှစ်မှာဆိုရင်ကျွန်တော်ဟူးမကျော်ပရိတ်တွဲပတ်တိုင်းထွက်ပေးနေတယ်ဟူးမကျော်ပရိတ်တွဲအောင်ခဲ့တယ်လို့ကျွန်တော်ဟူးမကျော်မွေး6ခွက်ပေးထားတာရှိတယ်ဒီကလည်းအောင်ခဲ့ပါတယ်အကောင်မကျော်စင်းတာများတယ်လို့လည်းပြောထားပါတယ်နော်ဟုတ်ပြီအဲ့တော့အနက်ကပြီးသွားခဲ့တယ်အမွေးကတ်တင်နဲ့ပတ်သက်ရင်ဒီ2ကတ်ပဲရှိပါတယ်ဒီဘက်ကအဲ့တော့2ကတ်လုံးဒီတစ်ခွက်ထဲနဲ့ပြတ်သွားပါပြီအဲ့တော့ကတ်အသစ်ထပ်ပေးမယ်ပေါ့နော်နေတိုက်ကတော့လွဲပါတယ်ဒီနေ့နေတိုက်က16ကို16ချင်းနဲ့ပေါ့နော်16ချင်းနဲ့လာမယ်တင်တာနေတိုက်ကတော့16ချင်းမလာခဲ့ဘူးအဲ့တော့မွေးကက်ကလေးအောင်မြင်ခဲ့သလိုနောက်ထပ်ပတ်တီးလုံးဝပတ်တီးတစ်လုံးပေးပါမယ်ကျွန်တော်တောက်ကြံနေအထိပေါ့နော်ကြံ3ရက်စာပေါ့ဗျာအဲ့တော့အင်္ဂါညနေမှာ3နှစ်ဆိုပြီးတော့ဒက်ထွက်တာပေါ့နှစ်3မဟုတ်ဘဲနဲ့3နှစ်ဆိုပြီးဒက်ထွက်ပြီဆိုရင်ကြံ3ရက်အတွင်းမှာ9ပိုင်ပတ်တီးဆင်းပါတယ်အဲ့9ပိုင်ပတ်တီးကိုဘယ်အကွက်တွေကအစင်းများလဲဆိုတော့50 53 54 5ခွန်58ဆိုတဲ့ကဏ္ဍတွေကအစင်းများပါတယ်အဲ့တော့ဒီမှာပြထားတာလေးတွေကိုလည်းပဲကိုဘာသာပြန်လိုက်ကြည့်ကြည့်ပါကျွန်တော်တခြား9နှစ်တို့9 9တို့လည်းစင်းဘူးပါတယ်ဒါပေမဲ့တစ်ချိန်စီပဲဖြစ်ပါတယ်အဲ့ဒါတွေကကျန်တာတွေကတော့2ချိန်စီလောက်သွားတယ်9 8တို့9 3တို့ဆိုရင်ပိုပြီးတော့အားကောင်းပါတယ်အဲ့လိုအစင်းများလေးတွေကိုရွေးထုတ်ပေးတာဖြစ်ပါတယ်ဒါလေးပါပဲရှေးဝေးတော့မပြောတော့ပါဘူးအဓိကအဲ့ဒါလေးလာပေးရဖြစ်ပါတယ်ကျွန်တော် Telegram မှာဆိုရင်တော့တင်သမျှကိုတွေ့ရလိမ့်မယ်ပေါ့နော်တင်သမျှကိုတင်တာနဲ့ချက်ချင်းတွေ့ရလိမ့်မယ်အကြောင်းမလို့ Telegram ကိုဝင်ထားဖို့လည်းပြောချင်ပါတယ် Telegram သုံးတယ်ဆိုရင် Telegram ဝင်ထားဖို့ပြောချင်ပါတယ် Telegram မှာဆိုရင်မောင်ကောင်းလို့ရိုက်ရှာရုံနဲ့ကိုပဲရပါတယ်ဆော့ဘားလေးမှာမောင်ကောင်းလို့ရိုက်ရှာရုံနဲ့ရပါတယ်ဒါမှမဟုတ်လည်းပဲဒီဟိုနဲ့ပဲ user name နဲ့ပဲလာခဲ့လို့ရပါတယ်เนาะမောင်ကောင်းတူးတီတို့အသေးနဲ့ပဲရိုက်ပြီးတော့ရှာလို့ရပါတယ်သူရှိမှာ add ခံဒါမှမဟုတ်တီးတော့မီအဲ့လိုမျိုးလေးပေါ့နော်ခံပြီးတော့ရိုက်ရှာလို့ရတယ်user name နဲ့လာလို့ရတယ်အဲ့တော့ဒီကြံ3ရက်စာမှာလုံးဝပတ်တိအနေနဲ့ဆိုရင်တော့မစိုးတဲ့အနေထားမှာရှိတယ်9ပိုင်းပတ်တိစင်းပုံစင်းကြီးကတော့မစိုးတဲ့အနေထားပဲအရန်ကြိုက်လှပြီးလည်းမဟုတ်တော့เนาะအမကောင်းလို့လည်းပြောလို့မရဘူး9ပိုင်းပတ်တိကတော့ပုံမှန်ပြတ်မကွာဆင်းပေးတဲ့အပြင်ကိုမှဒီရွေးကွက်လည်းပဲရွေးထုတ်ရတာနည်းနည်းရွေးထုတ်လို့ကောင်းတယ်ဟုတ်တော့ကနန်းထက်တယ်ပေါ့နော်တချို့ဟာရှိရလေဗျာကျွန်တော်ဘယ်လိုပြောမလဲအဲ့လိုကနန်းထက်မနေဘူးရှောက်စုံပြီးတော့ဆင်းတာလေဘယ်ဟာအစင်းများလဲတော့ရွေးရခက်တယ်အခုကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ရွေးရတာလေးလည်းမစိုးဘူးဆင်းတာကအခုဗုဒ္ဓဦးနေဆင်းတဲ့အပတ်ကနဲတယ်ဗျနော်အခုကျွန်တော်လိုက်ကြည့်တာ1 2 3 4 5ကြာရင်းနေဆင်းတာက1 2 3 4 5 6တမန်မပို့ပါတယ်တောက်ကြနေ့က1 2 3 4ဘက်ပဲရှိတယ်ဗုဒ္ဓဟူးနဲ့တိတ်တော့လည်းမကွာနေဘူးဗျဒါပေမဲ့ဟိုအစင်းများအပတ်ကြီးအများဆုံးကတော့အပတ်အများဆုံးကတော့ကြာသပတေးနေ့ဆင်းတဲ့အပတ်ကပိုများတယ်1 2 3 4 5 6နော်တိတ်တော့လည်းမကွာလှပြီမဲ့အများဆုံးကိုပြောရမယ်ဆိုတော့ကြာသပတေးနေ့ဆင်းတာများတယ်နောက်တစ်ခုရှိတယ်ကျွန်တော်အရင်တော့ငယ်ပေးတဲ့ပုံလာတစ်ခုရှိတယ်9 break ဆင်းရင်sorry မဟုတ်အဲ့ဒါခွန်ရှစ်ဒါ3နှစ်မတူโอเค9ပိုင်းပတ်သိနဲ့ပတ်သက်ပြီးတော့
ပြောစရာကတော့ဒီလောက်ပါပဲเนาะနောက်ထပ်လည်းပဲလုံးမိုင်တစ်လုံးတွေ့ထားပါသေးတယ်အဲ့ဒါလေးကဒီထက်ပိုကောင်းပါလေထွက်ပေးထုတ်ဖြစ်မလားတော့မသိသေးဘူးအဲ့ဒါလေးကရွေးကွက်လက်ရှိမှာရွေးကွက်ရှာနေပါတယ်မင်းရောကွက်ရှာနေပါတယ်ပတ်တီကောင်းကောင်းလေးတစ်လုံးလည်းရှိပါတယ်ဒါ free cut အနေနဲ့ဆိုရင်ကြံ3ရက်စာမွေးဖို့အတွက်ပတ်တီတစ်လုံးလာတင်ပေးထားခြင်းဖြစ်ပါတယ်နောက်ထပ်လည်းပဲနောက်ထပ်နေထိုက်ဒီမှာလည်းပဲကျွန်တော်မိတ်အော်ထိထိမိမိရအောင်ကြိုးစားပေးသွားပါမယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါဗျအားလုံးပဲမိတ်ရောမိတို့အမြင်ရကြပါစေဗျာနော်ကျေးဇူးတင်ပါတယ်